အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အမေရိကန်သမ္မတနဲ့တရုတ်သမ္မတတို့နျူကလ িয়ার လက်နက်အကြောင်းဆွေးနွေးတဲ့သတင်းတစ်ခုတင်ပြချင်ပါတယ် On November 16, 2024, President Biden and President Xi Jinping met at the APEC summit in Lima, Peru. 2024ခုနှစ်နိုဝင်ဘာ16ရက်နေ့ပီရူးနိုင်ငံလီမာမြို့မှာကျင်းပတဲ့ APEC ထိပ်သီးအစည်းအဝေးမှာအမေရိကန်သမ္မတဘိုင်ဒန်နဲ့တရုတ်သမ္မတရှီကျင်းဖင်တို့တွေ့ဆုံခဲ့ကြပါတယ် They agreed that humans, not AI, should make decisions about nuclear weapons. နျူကလ িয়ার လက်နက်နဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေမှာ AI ကမဆုံးဖြတ်ဘဲနဲ့လူသားတွေကသာဆုံးဖြတ်ချက်ချသင့်တယ်လို့နှစ်ဦးနှစ်ဖက်သဘောတူညီခဲ့ကြပါတယ် This is the first time both leaders have publicly stated this together. ဒါကတော့ခေါင်းဆောင်နှစ်ဦးဒီကိစ္စကိုလူသိရှင်ကြားအတူတကွထုတ်ဖော်ပြောကြားလိုက်တဲ့ပထမဆုံးအကြိမ်ပဲဖြစ်ပါတယ် They emphasized the importance of responsible AI use in military applications. စစ်ရေးကိစ္စတွေမှာ AI ကိုတာဝန်သိစွာအသုံးပြုဖို့အရေးကြီးကြောင်းသူတို့ကအလေးပေးပြောကြားခဲ့ကြပါတယ် The agreement aims to manage risks associated with AI and nuclear technology. ဒီသဘောတူညီချက်က AI နဲ့နျူကလ িয়ার နည်းပညာဆိုင်ရာအန္တရာယ်တွေကိုစီမံခန့်ခွဲဖို့အတွက်ရည်ရွယ်ပါတယ် This agreement marks a significant step in discussions about nuclear safety. ဒီသဘောတူညီချက်ကနျူကလ িয়ার လုံခြုံရေးဆိုင်ရာဆွေးနွေးမှုတွေမှာအရေးပါတဲ့ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်းဖော်ပြလိုက်ရပါတယ်